mà chỉ xem bảo số số mua cái là đi là phải ao làm gì mua gì vào là chỉ bảo aku là mua xe đó ví dụ đó mà con cái gì là xe nhiều vậy con cái gì là xe nhiều vậy phải ao lại tập về đấy mình là bảo không nhá aku cho nó đi này cái mà làm nhà nhiều gì chắc đi xong thì là chạy tới lần gì rồi nhà cô cho nó toán mà bọn nó công nhân sao toán mà aku cho nó toán mấy này này solution cho nó này này solution phải ao này cái cái này chỉ cho nó làm sao mà ở đâu cho nó công nhân sao bị là ở đâu là ăn này rồi lấy tất cả sao là aku đi ra cái anh nào mà miền nhà đó à nhà gì bọn nó bé con nhà gì à tí vừa đi là cả bị rồi sai mà thà cái mình nói bạn số lượng à thép chạm vào tôi sao nè nhà này bạn chạm mà biển thoại giàu nè đi aku cái à tí vừa đi sai nữa à đi à hồ quay hoa là đấy quay hoa này đã đây là rồi bọn nó đi à đi à nhưng mà số cái gì chỉ vậy là quay hoa đã đây xa rồi hello यार अभी चला ini nene ro lan no shout do da ma to tai no asin pi ba da aku mon lam nyai ma ja do di be kong ne be kong sin ne amu dan sin ne ho sai ke maung tat de so lo sin ta myo lo maung ya bi so bi do na do shi ke di ne ya de ko chwan wa yin bo no ta myo lo jai de ne ya twa bi ya ho ma tet tat lan phya myin ne ya bi ne ne li bo no sun li myin ya la ma tiကျွန်တော်ဖြတ်ချောက်လိုက်နေတွေ့တာအဲ့ဒီမှာလူတယောက်ကလေဘာကြီးကပူနေတယ်ထင်တာပေါ့နော်ကြောက်တက်ဖြစ်တာလားမသိဘူးအဲ့လိုမျိုးကိုလည်းမပူနိုင်ဘူးကိုအဲ့လိုမျိုးဆိုမြင်ရတာစိတ်မကောင်းဒီဘက်ခြံနေမှာကြတော့ကြားတော့ပေါ့နော်ဟိုဒီဈေးကိုပြောင်းမယ်လို့လည်းပြောတယ်ပြောင်းပြီးရင်တော့ဒီနေရာမှာဆေးရုံအကြီးပုဂ္ဂလိကဆေးရုံအကြီးဆောက်မယ်လို့လည်းကြားတယ်ဒါတွေကမြို့တယ်ဘက်ကိုဖြစ်ကျွန်တော်ရှောက်လာတာတော်တော်ဝေးကိုရောက်နေပြီမနက်ကလေးကလည်းဘာမှမစားခဲ့ရဘူးဟိုအလူအိမ်တိုင်တော့ဖိတ်ထားတာပေါ့နော်အဲ့ဒီအလူအိမ်ကကြတော့မွန်အိမ်ပေါ့ကျွန်တော်တို့အဲ့ဒီဟိုကျွန်တော်တကယ်တော့အဲ့ဒီအိမ်ကိုကျွန်တော်သွားတဲ့ခါကျတော့သူတို့ကဟိုရွာကမွန်တထေးတွေလေတထေးဆိုတော့ဟိုရွာလူတွေတက်လာတာအများကြီးတော့ကားကြီးကားငယ်တာလူတွေကလည်းသူတို့နှစ်ထပ်အိမ်နှလုံးကိုတိုက်နှလုံးနဲ့မှအပြည့်ဖြစ်နေတာအဲ့ဒါနဲ့ကျွန်တော်ဝင်သွားလို့ရှိရင်ဘုံလူတွေကပြောနေမှာလေကိုလည်းနားမလဲဘူးဆိုတော့သူတို့လည်းကိုယ်အားနာရမှာကိုလည်းသူတို့အားနာရမှာဆိုတော့အဲ့ကျွန်တော်မဝင်ခဲလိုက်တော့ဘူးအဲ့ဒီကိုဖျားပဲဒါလိုက်လာလိုက်တာဟိုရောက်မှပဲကြည့်ပြီးတော့တခုခုစီစဉ်ပြီးစားမှာပေါ့ရှိလို့ရှိရင်ပေါ့နော်မရှိတော့လည်းဒီဖျားကိုကျွန်တော်နည်းနည်းပါးပါးရိုက်ပြီးလို့ရှိရင်တခုခုစီစဉ်ရမှာဟိုအပေါ်မှာဇရူရီတာကျွေးတာငကမောက်ဖျားလည်းရှိတယ်အဲ့ဒီကိုတွားရင်ကောင်းမလားမတွားဘူးဆိုလို့ရှိရင်ကျွန်တော်အဲ့ကိုပဲစောစောပြန်အခုဒါဘဲကုန်းဈေးပါဘဲကုန်းဈေးမဟုတ်ဒါဘဲကုန်းလိုင်ဘက်ချံကိုရောက်လာပြီပေါ့နော်ဒါဟိုအပြင်အရှိမဆိုစီတရားတစ်ခုရှိတယ်အဲ့တရားကရန်ကုန်မော်လမြိုင်ရက်ခါလန်ကျွန်တော်လမ်းလျှောက်လာတာအခုဆိုရင်ခရီးတစ်ဝက်3ပုံ2ပုံလောက်တော့ရောက်ခဲ့ပြီဒါဆိုရှင်ဒါကျွန်တော်ရောက်နေတာဟုတ်စားဖြစ်နေပြီဘဲကုန်းပေါ့နော်အခုဒါကဟိုမော်လမြိုင်ရန်ကုန်တွေ့ထားတဲ့ရက်ခါလမ်းဒီတရားပေါ်မှာဒီလမ်းပေါ်မှာသူဖြတ်ထားတဲ့တရားကဟိုဘက်ခြံသွားလို့ရှိရင်တော့ဘယ်ဟိုရောက်လဲဟိုမန္တလေးဘက်ခြံပေါ့နော်မြို့ဆောင်အဲ့ဒီလမ်းကိုရောက်တယ်ဒီဘက်ခြံကျတော့မြို့ထဲကိုရောက်တယ်ဒီတက်ဆက်သွားမယ်ဆိုလို့ရှိရင်ဒါတက်လမ်းအပေါ်သွားတဲ့လမ်းပေါ့ဒီမှာလေဟိုရက်ကွက်စားတဲ့ကလေးကတော့သူတို့ကမြောင်းနေတာလောက်ထားပြီးရပြီလားအခုဒီလိုမျိုးပေါ့လောဘတွေကြီးပြီးတော့လမ်းတွေကိုအပြည့်ယူထားတာတွေအိမ်ဆေးတွေမှာဆိုလို့ရှိရင်မြောင်းတွေကိုသူတို့တအားအပြည့်ယူပြီးတော့ねသူတို့ပိတ်ချလိုက်တဲ့အခါကျတော့ရေစင်းတဲ့စနစ်မရှိတော့ဘူးအကောင်လုံးပိတ်ကုန်တာပြီလားအဲ့လိုပိတ်တဲ့အခါကျတော့ဒါတွေက
အိမ်နေတဲ့အထီကိုပါရေဝင်တာမိုးနဲ့ရွာပြီးဆိုရင်မိုးနိုင်ဝက်လောက်ကောင်းရွာပြီးဆိုရင်ရက်ကွက်ရေတွေရှမ်းနေရောရက်ကွက်ဆဆတဲ့ကြတဲ့သူတို့ကမြောင်းလုပ်ပေးတာဒါပေမဲ့လူတွေကစီကံမရှိကြတာလောဘတွေကြီးပြီးတော့လေအရင်တော့ကျွန်တော်ငယ်တော့ဆိုရင်အဆင့်မြောင်းအနောက်မြောင်းအကုန်လုံးဖော်ရတာလူရောက်ပြီဆိုလို့ရှိရင်လေတစ်နှစ်ခါပေါ့နော်အဲ့လိုဖော်ပြီးတဲ့ခါကျမြောင်းနေရစီတော့ရေစီးကြမ်းတယ်ငယ်တော့ဆိုလူကြီးတဲ့တောင်ပြောတယ်မြောင်းနေမှာမကစားနေရင်နဲ့မှာဆိုလို့ရှိရင်အားနက်တယ်လေရေစီးရလာကောင်းအောင်လုပ်ထားတာအခုဒီမှာကြည့်ဒီလိုမျိုးတွေအမိုက်တွေပြချထားတယ်မြောင်းဆိုတာတကယ်တော့အမိုက်ပြရမယ့်နေရာမဟုတ်ဘူးနော်ဒါသိစေချင်တာပေါ့အခြေခံသိစေချင်တာလူတိုင်းကိုနိုင်ငံတိုးတက်ဖို့ဆိုတာလည်းဒီတဦးတယောက်ချင်းစီကလည်းကြည့်ဆူဆောက်ရတယ်လေတဦးတယောက်ထဲကခေါင်းဆောင်ကလုံးမအဆင်ပြေမှာဆိုတာမျိုးမဟုတ်ဘူးတကယ်တမ်းကြတော့ဒီလားတူကိုကျွန်တော်တို့ဆိုရင်အမိုက်တစ်ခုကစားအဲ့ဒီအမိုက်ကိုလမ်းမှာမပစ်ချဘူးဘယ်တော့မှအဲ့ကိုပြန်သေးတာဒီလိုမျိုးပေါ့နော်တဦးတယောက်ချင်းစီတိုင်းကဒီလိုမျိုးစီကံရှိခဲ့မှာဆိုကျွန်တော်နိုင်ငံကလည်းဒီလိုညစ်ပတ်နေစရာအကြောင်းမရှိဘူးလေအခုဒါကြတော့အမှတ်နှစ်ကြောင်းစတင်ကြောင်းပေါ့နော်အထကဟုတ်တယ်အထက်တန်းဒါကျွန်တော်တို့ငယ်တုန်းက10တန်းဖြစ်တော့ဆိုဒီကြောင်းမှလည်းဖြေရတာလေနေတာကတော့အမှတ်4မှာဒါပေမဲ့လည်းဖြေတာကဒီအမှတ်နှစ်ကြောင်းမှလည်းဖြေရတာအခုတော့ဘယ်လိုလဲမသိတော့ဘူးကြောင်းနဲ့ဝေပါပြီဆိုတော့လေငယ်တော့ကျတော့ကိုကြောင်းနဲ့ကိုဆိုလို့ရှိရင်စပွဲခုတ်ဒီမှာစာတွေခိုးရေးမှာဆိုလို့ဒီလိုကြောင်းပြောင်းပြီးဖြေရတာအထာလည်းမသိဆရာမလည်းမသိဘူးပေါ့နော်ကျွန်တော်အိမ်ကအတော်ကတအားပေးပြီးရုံတော့လေကျွန်တော်ကိုဘေးရင်ဆောင်းဝဲပြေတော့ဘေးရင်တွတ်တာဘေးရင်တွတ်တဲ့ခါကျတော့ဘာပြောလဲဆိုတော့ဗာလဲမြေပဲလားမြေပဲမမှတ်မိတော့ဘူးနော်မြေပဲလားမသိဘူး3စီလား5စီလားစားရမယ်တဲ့ဆောင်းဝဲခိုင်းနဲ့မဝင်ခင်ပြီးလို့ရှိရင်ပေတန်းကျတော့တန်ပေတန်းတစ်တာပေတန်းဆောင်းသွားရမှာပေါ့နော်ကျွန်တော်လည်းမသိဘူးလေအိမ်ကခိုင်းတဲ့အတိုင်းယူရတော့ပေါ့တကယ်တော့အထဲထဲလဲရအောင်ဆရာမတွေလည်းကိုနဲ့လည်းမသိဘူးဆရာမတယောက်ကပြောတယ်ဘာလဲတဲ့နေရတဲ့ဘာလဲတန်ဒီကော့ပေတန်းနေအရင်တော့ဂျယ်လီပေတန်းနေတောင်းတာအဲ့ဒီပေတန်းတွေကိုအားမရလို့လားတဲ့နေရတဲ့ဒီတစ်တာပေတန်းယူခဲ့တော့ပေါ့တကယ်တမ်းကျတော့တစ်တာပေတန်းအသုံးလို့လည်းမရပါဘူးအဆောင်အနေနဲ့ပဲယူခဲ့တာစနီမီတာတွေပါတိုင်းမဆိုစီမမှန်ဘူးလေနော်အဲကြောင့်သုံးလို့တော့မရအောင်အဆောင်အနေနဲ့ပဲယူခဲ့တာအဲ့ဒါအမှတ်တရပြောပြတာအခုကျွန်တော်ရောက်တော့မယ်ဒီမှာမီးပွားကြော်ပြီးလို့ရှိရင်ဂုံးနဲ့တက်ရမယ်အဲ့ဒီဂုံးနဲ့တက်ပြီးတော့ဖျားအောင်မြင်ရတယ်ဖျားပေါ်ရောက်ပြီဟိုမှာဖျားလှမ်းမြင်နေရတယ်ကျွန်တော်ရေဘူးလည်းမပါခဲ့ဘူးအလူအိမ်ဝင်မှာဆိုတော့လေအဲ့ဒီရပဲယူမှာပေါ့ကျွန်တော်စဉ်းစားထားတာအခုကျတော့အလူအိမ်လည်းမဝင်ခဲ့ရဘူးဆိုတော့ဖျားရောက်တာနဲ့ကျွန်တော်ရေဝယ်ရမယ်ရေဘူးရောင်းတဲ့ဆိုင်တွေတော့ရှိမှာပါသိလားဒါမဲ့ရေအရင်ဝယ်တောက်ရမယ်မနိုင်တော့ဘူးဒီအပေါ်အိုင်းဆက်တက်ရမယ်ဒါကြတော့ရေစက်မလမြိုင်မျိုးကိုဒီမျိုးတွေကိုသူဖြန့်ပြီးတဲ့ရေစက်ပေါ့နော်ဒါကြတော့အနောက်ဘက်ခြမ်းမှာဆိုလို့ရှိရင်ဘာပြောမလဲအဝေးပြေးလမ်းပေါ့ကားဂိတ်ရှိတယ်ကားဂိတ်ရှိတဲ့ခါကျတော့ဒီလိုကုန်ကားတွေရော extra ကားတွေရောအကုန်လုံးဒီမှာပဲစိုက်ကြတာအဲ့ဆိုကျွန်တော်ဟိုဘက်ကိုနည်းနည်းချက်လိုက်အောင်မယ်ဖြတ်ပြီးကူးမယ်နည်းနည်းခရီးဆိုင်လိုက်အောင်မယ်ဟိုအပေါ်ရောက်မှပြန်ရပြီမယ်နော်ဒါဆိုလို့ရှိရင်ဒါဖျားအပေါ်ဂုံးပေါ်တက်လာပြီဒီဘက်ခြံကနေတက်လေရတယ်ဒါမဲ့ကျွန်တော်ဒီဘက်ခြံမတက်ဘူးဟိုဘက်ခြံတက်မယ်ဘာဖြစ်လဲဆိုတော့ဟိုဘက်ခြံကနည်းနည်းသွားလို့လာလို့အဆင်ပြေမလားပေါ့နော်ဒီဘက်ကတက်လို့ရတယ်ပြီးရင်ဟိုဘက်ပြန်စီဖနက်မပါသွားမှဆိုလို့လေဖနက်ကိုလည်းဖျားပေါ်မယူတင်သွားချင်တော့ကျွန်တော်ဒီဘက်ကပဲဟိုဘက်ကပဲတက်လိုက်မယ်ဒီကတော့မတက်တော့ခေါင်းတက်လို့တော့မနိုင်တော့အသက်ကြောင့်တော့မဆိုင်ပါဘူးအခုမှတော့ကိုတော့ငဲ့သေးတယ်လို့ထင်တာပဲတက်နေတာတော့အကျင့်မရှိလို့ပေါ့နော်အရင်တော့အားလို့အကျင့်ရှိတယ်ဆိုရင်တော့ကျွန်တော်တက်နိုင်မှာပါအခုကအကျင့်မရှိလို့လည်းမနေမှာပါအခုတနိုင်ကျော်ထိကျွန်တော်လမ်းဆောက်လာပြီပဲဘာမှမဖြစ်ဘူးဆိုတော့လေကိုအသက်မကြီးသေးဘူးလို့တော့ထင်တာပဲအဲ့ဒါဟိုးအပေါ်ထိတကွေးကြီးတက်ရအောင်ပါဒါတောင်ပတ်ထားတဲ့လမ်းပေါ့နော်ဒါတကွေးကြီးတက်ရအောင်ပါ
အဲ့ဆိုရင်ကျွန်တော်ဖះဆေးရောက်မှတစ်ခါပြန်ရိုက်ကြမှာအခုတော့ခဏရက်လိုက်အောင်နော်လမ်းကရည်ညှိတွေလည်းချောနေဆိုတော့နည်းနည်းဂယူးဆိုင်လိုက်အောင်ဒါကြတော့အခုမွန်လမြိုင်မှာဆိုရင်ဒီကျောင်းကတကျောင်းလည်းပဲနေမှာဒါကဟိုရှင်းဟောင်းသမိုင်းဝင်လေဒါထိမ့်သိမ့်သိနေလို့ပြောတာပေါ့နော်တချို့တွေတော့ရိုက်ပူကြတယ်ကျွန်တော်တော့မတက်ဘူးဒါပေမဲ့ပြန်လာမှပဲတက်ကြည့်မယ်ပြန်လာလို့ရှိရင်အခွင့်ရရင်တော့တက်မှာပေါ့နော်ကြည့်လိုက်အောင်မယ်အချင်းတွေကအခွင့်ရရင်တော့တက်မယ်ခွင့်မရရင်တော့ကျွန်တော်မတက်တော့ဘူးဘာဖြစ်ဆိုတော့တယောက်တည်းဆိုတော့ကျွန်တော်ဖြစ်နေမှာကြည့်ပါအောင်ဒါဆိုရင်တော့ဖျားအောင်မြင်နေရတယ်ကျွန်တော်တို့ခဏနေတော့တက်လို့ရပြီပေါ့နော်ကျွန်တော်ဖျားဖို့မတက်ခင်ကိုရေတဘူးအရင်ဝယ်လိုက်အောင်မရေတော်ငတ်နေတယ်ဘုံတက်တာတွေရောလမ်းလျှောက်လာတာတွေရောဆိုတော့ကျွန်တော်ထွက်လာတာ10နာရီနော်အခု7နာရီကျွန်တော်လမ်းလျှောက်မြန်တယ်လို့ပြောရမှာပြီလားတကယ်ဆိုလို့ရှိရင်ဒါ7နာရီကျော်တော့ကြာမှခရီးအဲကျွန်တော်ဆောက်လာတာ7နာရီတော့မပြည့်သေးဘူးဘုံတက်တွေပါပါတယ်ဆိုတော့ဒါဟိုဘက်ခြမ်းကနေတော့ဒီဘက်ကတော့လေကားနဲ့တက်တဲ့နေရာပိတ်တာလေဟိုခြေထောက်နဲ့တော့တော်သေးတဲ့ကားတိုက်တော့ဒါကခြေကျင်တက်တဲ့နေရာပေါ့နော်ဒါမဲ့သူပိတ်ထားတဲ့အပေါ်မှာဒီမှာဓာတ်လေကားနဲ့ကျွန်တော်တိုက်ရမှာဒါဆိုလို့ရှိရင်ဒါတက်တလန့်စီတော့ကျွန်တော်ရောက်ပြီပေါ့နော်ခဏနေကျွန်တော်အပေါ်တက်ပြမယ်ဒီကနေပြီးတော့ဓာတ်လေကားနဲ့တက်လို့ရတယ်ဒီဘေးနာကဆိုလို့ရှိရင်တော့လေကားနဲ့တက်ရတော့ပေါ့နော်ဟိုဘက်ခြမ်းကျတော့ဓာတ်လေကားနဲ့တက်ရမှာကျွန်တော်ဓာတ်လေကားနဲ့ပဲတက်လိုက်တော့မှာအခုဆိုလို့ရှိရင်ကျွန်တော်ဖနက်ကိုဒီဇောင်းနှန်းအောက်မှာပဲကျွန်တော်ထားခဲ့မှာပြီးလို့ရှိရင်ဓာတ်လေကားနဲ့တက်မှာဖနက်ထားတဲ့နေရာရှိတယ်ဟုတ်မှာခဏထားပြီးတော့ဓာတ်လေကားနဲ့တက်ရမှာဓာတ်လေကားစောက်ရမှာပေါ့နော်ဒါမဲ့ဆင်းလာပြီမော်လိုက်တာခြေတော့တဘူးပဲတာအပေါ်ရောက်မှခဏနာပြီးတော့မှရိုက်ပြမယ်နော်ဆက်ချင်တော့မရိုင်းနိုင်တော့မော်လို့ဒီကဲဆိုဘာမှမစားကြလို့ဟတ်နေတာလည်းပါတယ်အမှန်တော့ကျွန်တော်ကအလှအိမ်ဝင်မလို့လေအလှအိမ်မှာကအဲ့လိုလူတွေလည်းတအားရှောက်တာဆိုတော့โอเคအဲ့နော်ကျွန်တော်ရဲ့ကင်မရာမကောင်းပြောလို့လေတကယ်တော့ကျွန်တော်ဒီမှာဖုန်းနဲ့ရိုက်တာကင်မရာတော့မဟုတ်ကင်မရာမဝယ်နိုင်လို့ဖုန်းနဲ့ရိုက်တာအားကြောင့်မလို့ဘယ်လိုဒီကမကောင်းမနော်မကြည့်စမ်းပါဆောဆောအမောခဲ့တာတွေတော့ဘယ်ရောက်လာလဲမသိဘူးအမောပြေသွားတာပဲကြည့်ပါဒါကတန်လွင်မြည်โอเคဒါဆိုကျွန်တော်ဖျားဆက်သွားမယ်ဒါကြတော့ခုနကတော့ကျွန်တော်ဖနက်ချွတ်မယ်ဆိုတဲ့နေရာလေဖနက်ချွတ်မယ်ဆိုလို့ရှိရင်ဒီကနေပြီးတော့လေကားနဲ့တက်ရတာပါနော်ဒါကိုလည်းဒီအပေါ်ရောက်တယ်တိတ်တော့မတက်ရဘူးရေးပါလားကိုကျတော့တော့ကိုရတိတ်တော့မတက်ရဘူးအခုဓာတ်လေကားနဲ့တက်ခဲ့လိုက်တယ်ကျွန်တော်လည်းမနိုင်တော့လို့လေကြည့်ပါဒါကြိုက်တဲ့လမ်းစီရတယ်အစားကတော့ဒီဘက်ခြမ်းအဆောင်တို့ပြုပြင်နေတာအခုတော့ပြုပြင်ပြီးသွားပြီမှာကြည့်ပါအောင်ဟာ
ကြည့်ပါလှလိုက်တာဒါဒီဥရုကလည်းနည်းနည်းဟိုတာရတယ်လို့ပြောရမယ်နေလည်းမပူဘူးမိုးလည်းမရွာဘူးမိုးအုပ်နေတော့ပေါ့နော်ကြည့်ပါโอเคဒါဆိုရင်ကျွန်တော်ဖျားကိုတစ်ပတ်လိုက်ပြပေးမယ်ကျွန်တော်ဖျားလာခြင်းတဲ့အကြောင်းရင်းဒါပဲငှက်တန်လေးတွေရယ်ဒီလိုဆဲတဲ့တန်လေးတွေရယ်ကလင်းကလင်းဆိုလို့ရှိရင်အဲ့ဒါလေးကတော်တော်စိတ်အေးချမ်းတယ်ကြည့်ပါဦးရာဒီချုခင်လည်းလှတယ်ရာဒီဥတုလည်းတာရတယ်ဒါဆိုလို့ရှိရင်အနောက်မှာဒါတက်တက်လန်စီတော့မြတ်ကိုနောက်ခံထားတော့လှလိုက်တာမရောက်ဖြစ်တာတော်တော်ကြာပြီမော်လမြိုင်မှာနေတယ်လားပြောတာဒီဘက်ခြမ်းကကျွန်တော်မရောက်ဖြစ်တာတော်တော်ကြာနေပြီအေးစစ်မလာဖြစ်တာဆိုလို့ရှိရင်နှစ်နဲ့တောင်ရှိနေပြီလားမသိဘူးဒီတငယ်ချင်းတွေနဲ့တော့လောလာဘူးလားတော့ရှိတာပေါ့နော်ကြားထဲမှာဒါဆိုရင်ဖျားဘောတက်တာ9မိနစ်10မိနစ်တစ်ခါလောက်ပဲအဲ့လောက်ဆိုရင်တော့တစ်ခါလောက်တော့ရောက်ပြီပဲဒါကတန်လွင်မြစ်ဘက်ခြမ်းကိုဖျားဘောကနေမြင်နေရတဲ့ရှုခေကြည့်ပါဦးကောင်းကင်နဲ့ဒါအခုမြင်နေရတာဟိုမှာတရားတေးသေးလေးကခဏဆွဲပြပြီမမြင်ရအောင်နော်ဒီထဲမှာအဲ့ဒါကဟိုချောင်းစုံသွားတဲ့တရားဖလူးကျွန်းဘက်ကိုသွားတဲ့တရားဒါတွေကအရင်ကဒါတွေကပြုပြင်ထားတာတော့သိမကြသေးဘူးဟိုမှာတန်ကြီးရနေနေကိုင်းနေပြီဒီမှာလေပြင်ထားတဲ့ဟာတွေတော့မပြီးသေးဘူးဒီကနည်းနည်းတော့ချောတယ်ဒါဆိုလို့ရှိရင်ဒါဟိုဘက်ခြံကိုမြင်ရမှာပေါ့နော်ဘယ်ဘက်ကိုလဲဆိုဟိုမှာဒါကြီးကတောင်ဝိုင်းတောင်ဒီအောက်မှာလည်းဟိုဖျားစီဒီလေးတွေရှိတယ်ဒီဇေဒီကကြတော့ကျွန်တော်ကြားဘူးတာဟိုအယိုးပြကိုထပ်ပနာထားတယ်ဆိုတာဘယ်လိုလားမသိဘူးကျွန်တော်တော့မသိဘူးပေါ့နော်အဆောင်လေးတွေလှနေလို့ပါဒီလားဒီတော့လှနေဒါကတောင်ဝိုင်းတောင်ကင်မရာမကောင်းတော့တိတ်ပြီးတော့ပြလို့မရအောင်တောင်ဝိုင်းတောင်ဒီမှာဒီနေရာခဏကင်မရာပေးအောင်ဒီနားလေးမှာဒါလေးဆိုလို့ရှိရင်ဟိုစားဖြစ်နေပြီတောင်ကရုံဖြစ်နေပြီဟိုမှာမြင်နေရတဲ့ဒီနားလေးမှာမြင်နေရတဲ့အကွက်လေးတွေကကြတော့အဲ့ဒါဟိုအခုနာမည်ကြီးနေတယ်ဗာလဲလှိုင်းရတနာမျိုးတက်လာမသိဘူးအဲ့ဒါကကြတော့အထရမ်မြစ်ကြီးဒါအထရမ်မြစ်မြင်နေရတဲ့ဖြစ်လေးကအထရမ်မြစ်ရာရီရှိမယ်ဒါကြတော့ခဏအထက်ရောက်မှကျွန်တော်ဖတ်ပြရမှာကျွန်တော်လည်းမသိဘူးဒါကဟိုစားလေးတွေဥဒုတော်လေးတွေပေါ့နော်ဥဒုတော်လေးရှိမယ်ဒါအထက်ဝင်လို့ရမှာချင်းရမ်းပန်ကတ်ရဆိုတော့တော့ဘာလို့ဘယ်လိုမသိခေါ်လဲအားရှိမယ်ဒါအောက်မှာရှိကံပေါ့နော်ဒီကံရေတော့ကြည့်တယ်ဘာမှတော့မရှိငါးရှိတယ်အောက်မှာငါးရှိတယ်မိုးနည်းနည်းရွာလာပြီဒါကတော့တက်တလန်စီတော့အပြည့်မြင်ရတော့ဗောနော်အပြည့်မြင်ရတဲ့မျိုးတွေโอเคကျွန်တော်တော့မြင်ရမှာမဟုတ်မိုးရွာလို့မိုးခုန်နေတာမိုးကတော့မိုးဖွာပဲဒါမှမသွားရဘူးချောမှဆိုလို့လေဖီးတော့ပါခဲ့တယ်ဘာမှတော့မရှိပါဘူးဒါကျွန်တော်ထိဖွင့်ပြီးတော့ဟိုဘက်ခြံကိုနည်းနည်းသွားလိုက်မှာဟိုဘက်ခြံမှာဆိုလို့ရှိရင်ဟိုလှတဲ့နေရာလေးရှိတယ်ရှုပ်ခင်းလေးတွေကျွန်တော်ပြချင်လို့အဲ့ဒီဘက်ခြံကိုကျွန်တော်သွားမယ်နော်
ဒီဖျားဆိုတော်တော်လေးတက်ပဲတာပဲရှိတော့ဒါတော့ဘယ်ဆုံးကြည့်ပြင်ပန်းညာအမှန်မလားဟောဒီဖျားအနောက်ကဖျားတွေကဒါနှစ်စိတ်စစ်စုโอเคဒါဆိုစီအပြင်ထွက်ပြပြီမှာမောရလားချီတူးလုံးမစုံဒါခုနကျွန်တော်တို့လာပြီးဗုဒ္ဓမြတ်ဆွဲတော်နဲ့ဆေးအောင်ဆင်းပြီးတော့များပြတာအဲ့ဒါဗုဒ္ဓရဲ့မြတ်ဆွဲတော်ရှိတယ်ထင်တယ်ဒီနေ့အလှကနေမရှိဘူးပိတ်တာလားမသိဘူးခဏချီဒီမှာထားကြလိုက်မယ်ဘာဖြစ်ပါမပြောက်တော့ဒီမှာဗုဒ္ဓမြတ်ဆွဲတော်ဆိုတာဒီမှာလေးတွေ့ရလားအဲ့ဒါကိုပြောတာဗုဒ္ဓရဲ့မြတ်ဆွဲတော်ဒီဘက်မှာတော့ဘုရားစေတီလေးရှိမယ်စေတီမဟုတ်ပါဘူးရုပ်ပါတယ်ကတော့ဒီဘက်မှာလည်းရုပ်ပါတယ်တစ်စုရှိတယ်ဒါတော့နင်းနံထောက်လေးတွေပေါ့နော်ဟိုကလည်းဒီရဲ့ထဲမှာဆိုရင်လည်းဖျားရှိအောင်ပါကျွန်တော်မိုးဆဲသွားတော့မှဟိုအပြင်ဘက်ကရှုခင်ကိုပြပေးမယ်ဒီထီထားနေရနဲ့ရိုက်လို့လည်းမလှဘူးကြည့်အောင်တက်ပက်လိုက်တာဆိုရင်ဒီနေ့ကအလှခံဌာနတွေမရှိဘူးဘုရားတနင်္ဂနွေနာလားမသိဘူးပုံမှန်ဆိုရင်တော့အလှခံနဲ့လူတွေရှိတော့ပါတော့အလှလက်ခံတဲ့ဌာနအလှခံတော့မဟုတ်အလှလက်ခံတဲ့ဌာနဒါကိုလှူခြင်းရတယ်မလှူခြင်းရတယ်ဟိုလိုအသေးအတန်ကြီးတော့မဟုတ်ဘူးနော်ဒါကနာမည်ကြီးလာတဲ့လူတိုင်းရိုက်တာကျွန်တော်ကမရိုက်ပြဘူးဟုတ်တယ်လို့မှကျွန်တော်သိတယ်ဒါရှိတယ်ဆိုတာလေစုတောင်ပြည့်ဖျားတင်ပုံတောက်တန်ကြတော့အဲ့လိုမျိုးလားအဲ့လိုဖတ်ရလားမသိဒါလေဓာတ်ပုံတွေရိုက်ကြတယ်စနေဟိုဗာလဲဒီဆက်နေတော့ဘာလို့လာတော့အဲ့ဒီအချိန်ထိကိုကျွန်တော်ကမသိသေးဘူးမော်လမြန်မာနေပြီးတော့ဒီတောက်တင်ပုံသူတို့ရိုက်ခဲ့တယ်ဘယ်နာမှရှိတယ်ဘာညာအဲ့လိုမျိုးဖြစ်ခဲ့သေးတယ်ဒီဘက်ချမ်းမှာလည်းဖျားတွေရှိသေးတယ်ဒါတော့ကျွန်တော်ထင်တယ်ဟုတ်စားလားမသိဘူးဓမ္မယုံဖြစ်ဖို့များတယ်ဒါဘာလို့ခေါ်လဲမောင်းမွန်ပြည်နယ်မော်လမြိုင်ကျက်ပြေဆောင်တမိုင်းဝင်ကျက်တလန်စိတ်တော်မြက်ကြီးဤပ
ခန်းဓမ္မယုံတိုးချက်ချင်းဟောဒါကနီးမော်ကိုဒီခုနဓမ္မယုံကိုထူထားတဲ့အလှရှင်နေနေမှာပါဒီမှာလေးစောကကျွန်တော်ရိုက်ပြတဲ့ဟိုမှာစွန်းကပုတ်ကဒီမှာမိုးခို့တဲ့နေရာအဲ့ဒီရရင်ဆက်လာမယ်ဆိုလို့ရှိရင်ဒီမှာလေစစ်တောင်ပြေအရိတ်တန်အောင်ဖရာကြီးတဲ့ဒါငငယ်တော့ဆိုလို့ရှိရင်ဟိုစာတွေမကြက်ပဲနဲ့ဟိုဆောင်ဝဲအောင်မယ်ဆိုလို့ရှိရင်ဂုံးလိုမျိုးလေးပေါ့ပါစေပါညာပေါ့အဲ့လိုမျိုးဖြစ်အရိတ်တန်ကြတာတကယ်တော့ဘာမှမဟုတ်ပါဘူးမဟုတ်ဘူးဆိုတာကိုပြောလေခလေးဆိုတော့လှုပ်ချင်တာတွေရှောက်လှုပ်ရတာစာမကြက်ပဲနဲ့ရှင်းနိုင်ဒီအဝတ်ဖျားသွားရှင်တော့ဟိုမှာတကားပိတ်ထားလို့မသွားရဟိုမှာလေစင်စီးပြီးမြင်းရံတဲ့ဖျားရဲ့ဘေးမှာတော့ငကားခေါင်းနဲ့ဟိုမှာဘလူးတွေလည်းစောင့်နေကျွန်တော်ထင်တယ်ဒီအိုးကဒီရဲ့အခု sorry ကျွန်တော်လက်နဲ့ပြပဲဒီရဲ့အိုးလေးရလေဒီအိုးလားဒီအပေါ်စီဒီလေးစီလားမသိဘူးအယိုးပြကိုဌာပနာထားတယ်လို့လည်းပြောတယ်ဟိုမှာမြင်နေရတဲ့ဒီလမ်းလေးရဆိုလို့ရှိရင်ဒါဟို view point တို့အောက်မော်သွားတဲ့လမ်းပေါ့နော်တောင်ယူတဲ့အဲ့လိုခေါ်လားအဲ့ဒီလမ်းဒါစိတ်ဟောင်းနှီးယွန်းဖျားတဲ့မြန်မာတက္ကသိုလ်1133ခရစ်နှစ်1982ခုနှစ်ခန့်တွင်စတင်ပူဇော်တယ်ဆိုတော့1900ဆိုတော့နှစ်ပေါင်းတော်တော်ကြာနေပြီပဲဒါရှေးဟောင်းဖျားနော်ဖူးရခဲတယ်ဒါဂောဘကအဖွဲရလှူရတာဖြစ်နေဖျားပန်းနေလဲလှနေတယ်ဒါအနေကင်းဘေးရှင်ဖျားဒါတော့ဘယ်လိုပြောရမှာငကယုံဖျားပဲပေါ့နော်ငကားတွေစီချန်ရန်တာဆိုတော့ငကယုံဖျားလို့ပဲပြောဒါပရိုဝမ်ကပြူထားတာဒီဘက်လမ်းကကျွန်တော်စောစောတောင်ပေါ်ကတက်ခဲ့တဲ့လမ်းဒီလမ်းဒါလေဘယ်စုကင်ကမိုးမရွာဘူးဆိုရင်ပြရင်တော်တော်လှမှာဒီလားကျွန်တော်တို့နေတဲ့ဘက်ခြမ်းအောင်မြင်ရတယ်အဲ့ဒီဘက်ခြမ်းမှာဒီတက်ရဲ့လမ်းကြောင်းရဲ့တက်မှာအဲ့ဒါကျွန်တော်တို့နေတဲ့နေရာဒါကျွန်တော်လာခဲ့တဲ့လမ်းဒီလမ်းတက်ကအဲ့ဒါဘဲကုန်းဈေးပေါ့နော်ညဈေးရှိတဲ့ဘက်အဲ့ဒါကျွန်တော်လာတာဒါကြတော့စောစောကျွန်တော်မတက်ခဲ့တဲ့ဟိုဓာတ်လေကားပေါ့နော်ဘာဖြစ်ဆိုတော့ဒီဘက်ကတက်ရင်ကျွန်တော်ဖက်နဲ့မယူဆင်းရမှာဆိုလို့လေဟိုဘက်ခြမ်းနေတာတယ်ဆိုလို့ရှိရင်ကျွန်တော်တခြားကိုခရီးဆက်မလို့ပေါ့ဒါပေမဲ့မူးရောက်သွားတယ်ဆိုတော့အချင်းနေရပဲဆိုတာမသိဘူးကျွန်တော်လည်းမသွားဖြစ်ဘူးလားတကယ်တမ်းပြဿနာပါလဲဆိုတော့ကျွန်တော်ကဖိုက်စားတာဟိုဒီတောင်မော်တန်းကနေတက်သွားမယ်ဆိုလို့ရှိရင်နည်းနည်းတော့ဝေးတာပေါ့နော်လမ်းဆောက်ရမယ်ဆိုတနိုင်ကွာ2နိုင်လောက်ရှောက်ရမှာမသိဘူးပြောမတတ်ဘူးအဲ့ဒီဟိုငကမောက်ဖျားလေအဲ့ဒီမှာဟိုနေ့တိုင်းသရုတိတာကျွေးတယ်တက်လွတ်သူကခဏတစ်မျိုးပေါ့နော်ဟင်းတွေကိုဒီနေ့ပဲပြဟင်းနောက်နေ့ဝါဥဟင်းနောက်နေ့ကြလို့ရှိရင်ဘယ်လိုပြောမလဲပြောအဲ့လိုမျိုးဟင်းတွေကတော့အစုံပဲကျွေးရလေအဲ့လိုဟင်းတွေကိုအဲ့လိုဟင်းအစုံကျွေးတယ်ဆိုတော့တနေ့တစ်မျိုးပေါ့နော်အဲ့ဒါသရုတိတာအဲ့ဒါကိုကျွန်တော်သွားစားချင်တာတကယ်တော့ဒါပေမဲ့လမ်းဆောင်မှဆိုရင်တော့ဝေးတယ်ဟိုမိုးရွာနေတယ်ဆိုတော့နေတာတယ်ဆိုရင်တော့ကျွန်တော်စောင့်မှာပါပဲဖြစ်ဆိုတော့ကျွန်တော်လည်းအားနေဆိုတော့တနေ့ကိုကျွန်တော်သွားရမှာလေအဲ့ဒါဆိုရင်ကျွန်တော်တို့ခုနတက်ရမယ်တက်ထိတ်ကဒီမှာဖျားဖူးတဲ့
လူတွေလည်းရှိနေတယ်ဒီလူတွေကကျွန်တော်ထင်တာဟိုအလူအိမ်ရလာမသိရွာလာတဲ့ဟာပြန်သိဒါတက်လေကရဲ့ဖေးနာမှာဟိုချစ်ကျင်တက်လို့ရတဲ့နေရာလားကျွန်တော်စိတ်ရင်ပိတ်တာတဲ့ထင်နေတာတကယ်တမ်းစောဖွင့်မှဆိုရင်တော့ဖွင့်လို့ရတာသိလားတက်လို့ရတယ်ဒါကျွန်တော်တို့ငယ်တော့ဆိုဒီကနေပဲတက်အသက်အစင်လောက်ရတာတက်လေကမရှိဘူးလေတက်လေကမရှိတော့ကျွန်တော်တို့အဲ့ဒီကနေပဲအသက်အစင်လောက်ရတယ်ရွှေပြားနဲ့ချောတယ်လားမိတာမှားပြီလားမသိဘူးကျွန်တော်ပြချင်လို့ကျွန်တော်ပြချင်လို့လာလိုက်တာရွှေပြားချောနေဒုက္ခပဲလမ်းမှာရွေးမိပြီဒီမှာလေဒီတာတက်လေကရဲ့ပေးနာမှာဒါခြေကျင်တက်တဲ့လေကဒီဖျားဝင်လို့ရတယ်ဟိုမှာလေမဟုတ်ဝကြီးရှိနေတာအဲ့ဆိုရှိတာကျွန်တော်ပြန်ဆင်းလို့ရှိရင်ခဏတော့ဝင်ထူရမယ်ပြန်မလည်းမြန်မာနေပြီးမသိဘူးဒါဖုံးကြောင်းနေမှာဟုတ်တယ်ဟိုတော့ဖုံးကြောင်းနေဒီမှာလေဒါအပေါ်စီးရရင်မြင်ရတဲ့မြင်ကွယ်ဥစ္စာမိုးမရွာဘူးဆိုရင်တော်တော်လှမှာတိလားပြလို့ကောင်းမှာရှင်းတယ်ဟိုမှာလမ်းရအရှိလမ်းကြောတကြောရှိတယ်အဲ့ဒါရက်ခါလမ်းမလည်းမြန်ရန်ကုန်သွားတဲ့ရက်ခါလမ်းဒါဒီဘက်ချမ်းမှာဒါတက်တလန့်စီဟိုဘက်ချမ်းမှာတော့ဘိုးဘိုးကြီးတို့ဘာညာပေါ့နော်နတ်နန်နေရှိသွားတယ်ဖျားလာတဲ့လူတွေကအဲ့ဒီကိုအရင်သွားကြတာဒါကျွန်တော်ငယ်တော့ဆိုရင်ဒီလိုအဆောင်မရှိသေးဘူးအဲ့ဒီနေရာကိုကျွန်တော်တို့ဆင်းလို့ရတယ်ဟိုညောင်ပင်ရှိတယ်လေညောင်ပင်နေရာမှာကျွန်တော်တို့ဆင်းဆော့ကြတယ်ဒါလေဟိုးတော့ကနဲ့တလောကပြူကျသွားတာလားမသိဘူးဒီဘက်အဆောင်လားမသိဘူးအဲ့ဒါပြန်ဆောက်ထားတာမိုးတော့နည်းနည်းပါသွားပြီမိုးနည်းနည်းပါပြီဆိုတော့ဒါဟိုမှာဘိုးနန်းနန်းကြည့်အောင်ပန်းနေလှလိုက်တာကျွန်တော်ပြောတာလေအိမ်ကအတော်ပြောတာဒီအပင်လေးကျွန်တော်မျိုးလို့ချင်တယ်လို့ပြောတာရောင်းတဲ့နေရာလည်းမသိဘူးဒီမှာလေအနိကကြည့်တအားလှတာပဲဟိုးမှာဖြူနဲ့မမြင်ရတော့ဆိုတာအဲ့ဒါဟိုစားဘာမှမဟုတ်ဘူးလားမြင့်တန်လွင်မြင့်လားမြင့်ငါးစင်းဆုံတာလေဘာမြင့်တယ်လဲကျွန်တော်လည်းမသိဘူးဘဟုတ်တအားနေတယ်ကောင်းလေးရဲ့အကြောင်းတွေတော့စာမကြက်ခဲ့တော့ဘာမှမသိဘူးဒါတော့ဖရားရဲ့ဘာနဲ့နဲ့တိုက်ချုပ်ဖို့နောက်မှတိချလဲရမယ်သူများတွေအာနာလို့ဒါဖရားရဲ့ဘေးမှာဒီလိုမျိုးရှိတယ်အထဲမှာလည်းဖရားတွေရှိတယ်လျှောင်းတော်မူလို့ပါဝင်လို့တော့ရတယ်နောက်မှဝင်လိုက်ပြပြီဝင်လို့ရတယ်ဝင်ရိုက်ပြပြီနော်ကျွန်တော်ကဖြည်းဖြည်းချင်းရှောင်းနေတာဟိုဥစ္စာဖြစ်လို့သူပြားတွေချောနေတော့လေဒီဖရားလည်းမတာဒါတရားထိုင်နေတာပေါ့အနောက်မှာဆိုလို့ရှိရင်လည်းဟိုဥစ္စာရှိတယ်လျှောင်းတော်မူဟာလျှောင်းတော်မူဖရားဒါကခုနဖရားကြီးကိုအနောက်ကျော်ရင်မြင်ရတာလျှောင်းတော်မူကဒီမှာလည်းရှိတယ်
မိုးကလည်းဖောက်တယ်ကြွာလာပြန်ပြီဒါကြိုက်ကလန်ကြောင်းဆိုတော့ဘုန်းကြီးကြောင်းနေမှာပါဟိုကျွန်တော်လည်းနည်းနည်းအနှောင်းဝေးသွားတာလည်းပါတယ်လေအဲ့တော့ဒီမှာငငယ်ကကျွန်တော်တို့အတော်တွေနဲ့တက်လာလို့ရှိရင်ဒီမှာဘလူးနှစ်ကောင်ရှိတယ်ကျွန်တော်ပြပေးမယ်နော်ခဏအတော်တို့နဲ့ပြတ်တက်ပြင်းစင်းသွားတော့ဒီနေရာမှာခီးရထားခဲ့ရမှာယူရရမှာမသိဘူးโอเคအဲ့ဒါဆိုကျွန်တော်အောက်ကနေပြန်ရကြမှာနော်ဒီကားလေတအားဟိုးစားကြောကနေဖြစ်နေတော့အဲ့ဒီနေရာကလည်းဟိုရေတွေလည်းရှိတော့လေကျွန်တော်ကင်မရာခဏပိတ်လိုက်တာဒီမှာကျွန်တော်ခဏဆင်းခဲ့တာဒီအပေါ်ကဒီအပေါ်ရဲ့ဒီမှာဆိုလို့ရှိရင်နှစ်ဖက်နှစ်ချက်မှာဒီလိုဘလူးကြီးတွေရခိုင်ကြီးနောင်လို့ပြောလို့ရလားအဲ့လိုမျိုးပေါ့နော်ဒါဘလူးတွေစောင့်နေတာအဆောက်ရှိတယ်အဆောက်ရှိတယ်အခုကျွန်တော်ဆင်းလာတော့မှကျွန်တော်တော့မမှတ်မိတော့ဘူးပေါ့နော်ငငယ်တော့ကတော့ကျွန်တော်လာပြီးတော့ဆိုလို့များအခုကျွန်တော်မမှတ်မိတော့တာဒီမှာလေဘေးနှစ်ဖက်ကိုကြည့်လိုက်လို့ရှိရင်လည်းဒီလိုမျိုးဖျားရှိတယ်ဒါပါဖျားလဲစစ်တောင်ပြည့်စစ်တာလျောင်းဘုရားကြီးဖျားတဲ့ဒီလိုဖျားအကြီးရှိတော့ပေါ့နော်ဒါဆိုလို့ရှိရင်ပုံမှန်လာတဲ့လူတွေဆိုလို့ရှိရင်တော့ဒီဘက်ခြံကိုတက်ရောက်ဖြစ်မှလို့တော့မထင်ဘူးဘာဖြစ်ဆိုတော့ဒါအောက်ဘက်ခြံကိုရောက်လာတော့လေဖျားကအခုကျွန်တော်ဒါဟိုဆက်နဲ့လာလို့ပြည့်ထဲကိုကျွန်တော်ရောက်ခဲ့တာဒီမှာလေဖျားကြီးကအကြီးပဲတိုင်ကွယ်သွားမှအဲ့ကျွန်တော်ဒီတော့ရှိဟောသူရဲ့ဒီရဲ့နယံနေမှာလဲဟိုစားတွေရှိတယ်အကြီးလားအကြီးပဲနေမှာဒါတွေကတက်တန်ကြပြီနော်အဲ့လိုမျိုးရှိတယ်တော်ဒီမှာဟိုအဲ့နဲ့အတန်ကျဲလာမှမသိဒီမှာဖျားဆိုလို့ရှိရင်ဟိုနေရာတက်လို့ရတယ်ရောက်ကြတယ်လူတွေကဒီကနေလေဒီမှာကျွန်တော်ဓာတ်လေကားနဲ့တက်တဲ့နေရာဆက်လာကျွန်တော်ခုနပြတဲ့လှေကားနဲ့ဆင်းလို့ရဆိုဒီမှာအဲ့ဒီကနေဆင်းလာလို့ရှိရင်ဒီမှာလေဒီဖျားကိုဝင်လာလို့ရတယ်ကျွန်တော်တို့သတိမထားမိတာတက်မယ်ဆိုတာနဲ့ဒီလှေကားတက်မတ်တက်သွားလို့ရှိရင်ဒီတက်တက်လန်ဖျားပေါ်ပဲကျွန်တော်တို့ရောက်သွားတော့ဒီမှာလှေကားနဲ့ဆင်းမယ်ဆိုလို့ရှိရင်ဒီဘက်ခြမ်းပါနော်လက်ရှိပြားတွေတအားချောတော့မိုးရွာနေလို့ဆိုတော့ဒီမှာလေးကဒါနှစ်ဖက်နှစ်ချက်ဟိုဘက်ဒီဘက်တက်လို့ရတယ်အခုနကကျွန်တော်ဟိုမှာရေဘူးဝယ်ခဲ့တဲ့ဆိုင်အဲ့ဒီဆိုင်မှာကျွန်တော်ပြောနေတယ်ဆရာမအကြောင်းနေတော့ဆရာမနဲ့တူလို့ဆရာမလားလို့မျိုးတော့မဟုတ်ဘူးလေအဲ့လူမှာတော့ခွေးသီးတွေဟာပြမယ်ခဏလေးမြင်ရလားမသိဘူးကျွန်တော်တော့မကြည့်ဘူးနော်ကျန်အပြင်လုံးခွေးသီးတွေပြတ်နေရောပဲဒီမှာကျထိုက်မှာကျတပုတ်ကြီးပဲအဲ့ဆိုကျွန်တော်တို့အပေါ်ပြန်တက်မှာဟိုဘက်ပြန်သွားမှာဦးလေးအဲ့နေရဆိုတော့အတန်တူလေး
ထီကိုနောက်မှယူမယ်ဒီမှာလေကျွန်တော်လိုက်ပြပေးချင်လို့ဖွင့်ထားလားမသိဘူးဖွင့်ထားရင်တော့ကျွန်တော်ဝင်လိုက်ဒါပေမဲ့ပိုက်ထားတယ်ဆိုရင်တော့လည်းမဝင်တော့ဒါဟိုဘက်ဆက်သွားလို့ရှိရင်ဟိုမှာရွှေတောင်ဘုံကြီးကျောင်းအတိကနေသွားရင်မဟာမျက်မှောက်နေလားမသိဘူးအဲ့လိုဖျားရှိတယ်လေအဲ့ဒီမှာဟောဖွင့်လာတယ်ဝင်လို့ရတယ်ဘာမှတော့မဖြစ်တော့ပါဘူးကျွန်တော်တို့ဝင်လာတယ်မျိုးအကျယ်ကြီးတစ်ခုရှိဒီမှာလေညနေကျမှလည်းဒီလိုမျိုးလေးတွေရှိတယ်ကောင်းမှုပါမှဒီကျွန်တော်ရိုက်ပြဘလူးရောက်တယ်ဘလူးရဲ့ဒါကနတ်သားရဲ့ဒါဆိုရင်တော့ရှိမှာပေါ့နော်ကိုမသိတာဝင်လို့ရတယ်ဖွင့်လာပြီကျွန်တော်တို့ကောက်ဝင်လာပြီပြေးလာလားမလားမသိဘူးဒီမှာလေဒါတော့ဘုရားရုပ်ပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ခုနလာခဲ့တဲ့လမ်းအတိုင်းပြန်တက်မယ်ဟိုကျွန်တော်ကအဓိကဟိုစပြချင်လို့ဘလူးညီနောင်လေရက်ခညီနောင်လားအဲ့ဒါကိုကျွန်တော်ကပြချင်လို့ဆင်းလိုက်နေမှာဒီဖျားတွေကိုကျွန်တော်တွေ့တာငငယ်လာဘူးတဲ့ဆိုပေမဲ့နေသွားတယ်လေဒါတွေရှိတယ်ဆိုတာကျွန်တော်မသိဘူးနောက်တော့မှမိုးဖျားပေါ်မှာကျွန်တော်မိုးဆဲအောင်ခဏစောက်လိုက်မယ်စောက်ယူရလို့ရှိရင်ကျွန်တော်ဟိုဘက်ကိုပြန်သွားပြမယ်အဲ့မှာဟိုဓာတ်ပုံရိုက်ကြတယ်ချင်းတိတ်နှစ်ကောင်လေအဲ့ဒီဟာရှိတယ်အဲ့ဒါကိုကျွန်တော်ရိုက်ပြမယ်ဟာဒါဒီမှာဘလူးကျွန်တော်ထီကိုကျွန်တော်ဒီမှာခါခဲ့တာအမလေးဒါရခိုင်နော်ဟိုကင်မရာနည်းနည်းထွန်းတယ်လို့ရှိဟိုခေါင်းမူးရဲဆိုနည်းနည်းကြော်ကြည့်လိုက်ပေါ့နော်ခြေပြားတွေကတအားချောတာရောဟိုပြီးတော့ချောကြီးလည်းဖြစ်နေတော့လေခေါ်ကြမှာကြောက်လို့ကျွန်တော်တော့တတိထားပြီးတက်တော့နည်းနည်းကင်မရာလှုပ်နေလို့ရှိရင်နည်းနည်းကြော်ကြည့်လိုက်နော်ဒီနာအပိုင်းလေးအလူကခုနကကျွန်တော်ပြောတာတမင်းကလေးမို့လို့နားလားမသိဘူးလို့ပြောတာတကယ်တော့မနာဘူးအချိန်မရောက်သေးလို့စောနေသေးလို့ပေါ့နော်โอเคဒါဖျားပေါ်ပြန်ရောက်လာတယ်ဆိုလို့ရှိရင်ဒီမှာဘောရမမြတ်စွာဘုရားဝိတာခါဝတ်တဲ့အဲ့လိုမျိုးပေါ့နော်ဒါဒီဖျားကျွန်တော်ရိုက်ကြပြီโอเคဒါဖျားနာဒီဝိတာခါဝတ်ဖျားဆိုတာဒီဖျားလေဒီတောင်မှခြံရံထားတာတွေကရှိတာပေါ့နော်ဒါဆိုလို့ရှိရင်တောက်စိန်ဆင်းပြီးတော့ဝန်ပြည်နယ်ဝန်ကြီးချုပ်တိရိပြန်ချီဦးအောင်မြင့်လူလာတာဒါကြောက်စိန်အစ်စ်ဒါဆိုလို့ရှိရင်ဖျားလေး sorry တိတ်ချရိုက်ပြပြီကျွန်တော်ဟိုလိုမျိုးဖျားသမိုင်းမသိတော့ပြောပြလို့မရဘူးဖြစ်နေတာမလေးလာထားဘူးလေဖျားသမိုင်းတကယ်ဆိုလေးလာပြီးမှလာရမှာကျွန်တော်လည်းဟိုမဥစ္စာမဖြစ်ဘဲနဲ့လာလိုက်တာအစီအစဉ်မရှိဘဲနဲ့လာလိုက်ရဆိုတော့
ဒါဆိုလို့ရှိရင်ဖျားထိုင်ဖူးလို့ရှိရင်မြင်တွေ့ရမယ်မြင်ကွင်းပေါ့နော်ဖျားမျက်နှာတော့လည်းအောင်လောက်ထားတယ်ကိုကလည်းထိုင်နေတယ်ဆိုတော့ဒီလိုမျိုးလေးမြင်ရမှာပါโอเคဒါတော့စိတ်ကူးတော့ဒီဖိုင်ညာတွေပေါ့အဲ့ဒါကိုပုံရိုက်ပေးထားတယ်ဒီအထဲကိုတော့ကျွန်တော်မရိုက်ကြတော့ဒီမှာလူတွေနည်းနည်းရှိတယ်ဆိုတော့လေဟိုကျွန်တော်နည်းနည်းអော်မှာဆိုလို့အဲ့လိုမရိုက်တော့မရိုက်ကြတော့ဒီထဲမှာဟုတ်စားတော့နေဒါဖယားရဲ့ဟောဒါကမီဒါခေါင်းလောင်းကြီးရှိတယ်ထိုးချင်တော့ထိုးလို့ရပါတော့ဒါကျွန်တော်တို့ခုနပြန်လာတဲ့တက်လာတဲ့လက်တွေကစကားတွေကဘာပြောနေဒီမှာကျွန်တော်ရှုခင်ကိုတေချာပြချင်လို့လေကင်မရာကိုကျွန်တော် bike ကိုပြောင်းလိုက်တယ်ကြည့်ရဆိုးနေတော့တောင်းမှတ်ပါတယ်လက်စိတ်ကားရလာအမြင့်ပဲခီးရတဲ့ဖက်ဖုံးရတဲ့ဖက်လေကားတဲ့ဖက်နဲ့ဒီလိုမျိုးဟိုဘက်ခြမ်းမှာမိုးတော်ရွာနေတယ်ဖြစ်မှာတလားအဲ့လိုအရိပ်ရအောင်မြင်နေရတယ်ဆိုတော့လေဒီဘက်ခြမ်းဆိုဘာမှတော့မမြင်ရဘူးဒါဆိုလို့ရှိရင်မုဒ္ဓမကန်ဒီဘက်ခြမ်းမှာဆိုစီဒါချောင်းစုံဘက်ခြမ်းပေါ့နော်ဖလူကျွန်းဒီတဝိုက်ဆိုစီဒါဖလူကျွန်းကျွန်တော်ခုနတက်လာတဲ့လမ်းလေးလည်းလှတယ်မဆိုးဘူးတောင်ပေါ်လမ်းလေးဒါညဘက်ကြလို့ရှိရင်ဒီမီးတွေကအယောင်ဆုံးနေနေမှာလေအခါကျရင်ပူလှတယ်ဒီကောင်ဘာចောင်းဆောင်နေလဲမသိဘူးဒီမှာမြင်ရလားမသိဘူးခဏကျွန်တော်ပြမယ်ဒါကမလမြိုင်ထောင်အခုတော့မရှိတော့ဘူးထောင်ပြောင်းလိုက်ပြီလို့တော့ပြောတယ်တက်မီရောဘက်ကိုရောက်သွားတာမသိဘူးစောစောကဖျားဖူးကားတွေဒါကျွန်တော်ဟိုအောက်ထီတောင်ရောက်လာပြီစိတ်တလန်စီပြီးတော့ဒီမုတ်ဝါကဟိုးအောက်ကနေပြီးတက်တဲ့မုတ်ဝါဒီကိုတစ်ထောင်တာဒီကနေပြီးတော့အပေါ်ပြန်တက်ရတာအပေါ်မှာတော့ဟိုးစားလက်ခါမှမသိဘူးပြောမတတ်တော့ပိတ်နေပိတ်ထားမှာတို့ကကြည့်ပါဦးလှလိုက်တာတာယာနေရောကြည့်အောင်ဖြစ်ပြနေတာချီကားတစ်ဖက်ဒီမှာအဲ့တွေရောရေဘူးတွေရောဟောင်းတွေရောကျုပ်နေရောဟုတ်တယ်ဟိုခုနကကျွန်တော်ပြောတဲ့မဟုတ်ဝါကတကားပိတ်ထားတယ်တက်လို့မရဘူးတက်ရင်ဒီမှာလေဒါခုနတက်ရမယ်ပြေးပါရှည်ပြရရင်တက်လာလို့ရှိရင်ဒီမှာပြေးတာပိတ်ထားတယ်ဒီအောက်မှာပြိုကျထားတာတွေလားဒီလက်မြေဆိုင်ခဲတွေပြိုကျထားတဲ့နေရာဖြစ်မယ်ဒီဘက်โอเคဒါဆိုရင်ကျွန်တော်အပေါ်ပြန်တက်မယ်ကြည့်အောင်ဒီကားကြီးကနည်းနည်းတော့အမြင့်မဟုတ်ဒီမှာလေတစ်ထစ်ဆိုကြည့်အောင်ညနေဆောင်ဆိုလို့ရှိရင်ဒီမှာထိုင်ပြီးတော့ဒီဘက်ခြမ်း view ကိုကြည့်တာတော်တော်လှတာအခုကမိုးအုပ်နေတော့မမြင်ရဘူးဟိုမှာ Strand Hotel ဒီတောက်လျှောက်တာကန္နာလန်ပေါ့ဟိုဘက်ခြမ်းမှာလာမယ်ကန္နာလန်โอเคအခုကမိုးဆဲသွားပြီဆိုတော့ကျွန်တော်အပေါ်တက်မယ်ဟိုဘက်ခြမ်းမှာကျွန်တော်ခုနကမပြခဲ့ရတဲ့နေရာလေကျွန်တော်တို့နေတဲ့ဘက်ခြမ်းကိုအထွန်မြစ်ဘက်ခြမ်းကိုကျွန်တော်ပြပေးမယ်ရှုခင်ဒါပြပြီးတော့ကျွန်တော်ပြန်တော့မယ်ဟောဒီမှာလည်းဖေးဒါ
ဒါခုနကတော့ကျွန်တော်မရိုက်ခဲ့ရအောင်လားမသိဘူးခဏရိုက်ပြပြီးမှမဝင်ရဘူးခုနကတော့ဒါထိုင်ပြီးဖူးလို့ရှိရင်မြင်ရမယ့်အနေထားဘယ်ချိန်မှလည်းဖျားရရှိသေးတယ်ခုနဖျားဝင်ဖူးခဲ့တာဟိုနည်းနည်းတော့ခွင့်တောင်းရတာပေါ့နော်လူတွေ့တယ်ဆိုရင်တော့ခွင့်တောင်းတယ်တချို့ဟိုရန်ကုန်မှာဆိုလို့ရှိရင်ရွှေတကုံဖျားမှလားဟိုဘယ်လိုပြောရမလဲရှေးဟောင်းနေလားအဲ့လိုမျိုးတနေရာရှိတယ်လေပြတိုင်းနေရာဟိုကင်မရာမရရတာတွေပါတယ်ရှိတယ်အဲ့လိုဆိုလို့ရှိရင်ကိုကမသိဘူးသူတို့လည်းဟိုစာမကတ်ထားလို့ကိုလည်းမသိဘဲနဲ့ဝင်ရိုက်မိသွားရင်မကောင်းဘူးလေနော်အဲ့ဒါကြောင့်လူတွေ့လို့ရှိရင်တော့မေးလိုက်တယ်လူမတွေ့ရင်တော့ခိုးရိုက်ခိုင်းလိုက်တယ်အခုကမိုးဆဲသွားပြီဆိုတော့ဒီမှာကောင်းကင်ကြီးလည်းရှင်းနေတော့ပဲကောင်းကင်ကြီးကလည်းရှင်းနေတော့ပဲဖျားလည်းတပည့်တယ်ကျွန်တော်ပြချင်လို့ကျွန်တော်နေတဲ့ဘက်ခြံအောင်လေဒါမိုးဆဲသွားပြီဆိုလို့ရှိရင်ရှုခင်ကရှင်းသွားပြီဘာမှမရှိတော့ခုနကမိုးတအားကြီးသွားတာကြွားမယ်လို့တော့မထင်ဘူးထီးယူခဲ့လို့တော်သွားသေးတယ်ဒါအခုဆိုရင်ဒါကျွန်တော်ဖျားကိုပတ်နေတာကျွန်တော်ပုံမှန်ဆိုလို့ရှိရင်ဒီဖျားတွေကိုကျွန်တော်မဝင်ဘူးဒီဖျားတွေကိုကျွန်တော်မဝင်ဘူးတယောက်တည်းကိုဖားတာကိုဆိုရင်ဟိုပုံမှန်လာနေကြဆိုရင်ပြောတာအခုကကျွန်တော်ရိုက်ပြမို့တက်လာတာဆိုတော့စုံနေအောင်ရိုက်ပြတာအဲ့ဒါကြောင့်ဟိုတာပိတ်ထားတာနော်ကျွန်တော်ဟိုအောက်ကဖျားကိုဟိုအယိုးပြတွေကိုထားပနာထားတဲ့ဆိုတော့ဖျားကိုကျွန်တော်တွားချင်တာတကယ်တော့အဲ့ဖျားကိုကျွန်တော်ရိုက်ပြချင်တာဒါမဲ့ဘာမှမဖြစ်ပါဘူးလေနော်အောက်ကတွားရင်ရမှာဘယ်လိုလဲမသိဘူးလမ်းကလည်းတလမ်းမတွေ့တာအော်ဟိုမှာလူတွေတောင်ဘောလုံးကန့်နေကြကျွန်တော်ခုနပြမယ်ဆိုတော့စုကင်ကိုပြမယ်နော်မော်လိုက်တာဒီမှာโอเคဒီစုခင်ကဒါဒီအဖြူရောင်တလန်းဆိုလို့ရှိရင်ဒါခုနကျွန်တော်အိမ်ကနေပြီးတော့လမ်းလျှောက်ခဲ့တဲ့နေရာကနေပြီးတော့ကျွန်တော်တို့ဟိုးတနေ့တုန်းကကျွန်တော်ရိုက်ပြတဲ့ဖရားလေးကဒီမှာရှိတယ်ခလေးတွေဇူးရီယာသွားရင်အဲ့ဒီဖရားနည်းနည်းလေးပဲလာခဲ့လို့ရှိရင်အဲ့ဒီမှာကျွန်တော်တို့အိမ်ရှိတာဒီမှာကြည့်ရောဒါလှိုင်ရတနာမြို့တစ်ပေါ့နော်မြို့အစ်စ်ဖောက်ထားတဲ့နေရာအဲ့ဒီရဲ့အနောက်ဘက်ခြမ်းမှာတရားမှုံသွားပြီဒီမှာလေဒီမှာတရားရှိတယ်အဲ့ဒါကအထွန့်တရားအစ်စ်ကအဟောင်းကနှစ်စီးလုံးအဲ့ဒီမှာပဲဒီဘက်ခြမ်းမှာကျတော့ဒါတောင်ပိုင်းတောင်ကြည့်အောင်လှလိုက်တာကောင်းကင်ကြီးကတိတ်နေနဲ့ကျွန်တော်ညောင်းနေပဲဆက်သွားရင်ကောင်းမယ်ကဲဆိုကျွန်တော်ဖျားဘက်မှာအချိန်ဖြုံးတာ sorry ဖျားဘက်မှာအချိန်ဖြုံးတာကျွန်တော်ဟိုဥစားပဲရှိသေးတယ်တနင်္လာရီပဲရှိသေးတယ်ရိုက်ပြနေတာလေတနင်္လာရီပဲရှိသေးတယ်ဒီမော်လမြိုင်ကဒီကြိုက်တလန့်ဈေးတော်မြတ်ဆိုလို့ရှိရင်မော်လမြိုင်လာလဲတဲ့လူတွေဆိုလို့ရှိရင်တော့မရောက်တဲ့သူမရှိအောင်ကိုရှားမှာပဲဘာဖြစ်ဆိုတော့ဒီကြိုက်တလန့်ဖျားဒီမော်လမြိုင်ရဲ့စက်တီဆောင်ဖြစ်နေတော့လေအခုကြိုက်တလန့်ဖျားရှိမယ်ဦးစီးနာဖျားရှိမယ်ဒီမဟာမြတ်မုနီရှိမယ်အော်ကျွန်တော်ဟိုစားအချိန်ရရင်နှီးဖျားကျွန်တော်ရိုက်ပြအောင်ပါဒီနားလေးမှာပဲဟိုအကွေ့နည်းနည်းတော့လမ်းလျှောက်ရမှာအဲ့ဒီအကွေ့အပေါ်တက်သွားရင်လမ်းတော့နည်းနည်းလျှောက်ရမယ်ဒါပေမဲ့နှီးဖျားသွားရင်ကောင်းမလားမသိကျွန်တော်စိတ်ကူပေါအောင်ကျွန်တော်ရိုက်ပြပြီနော်အဲ့နှီးဖျားဟိုးမှာမြင်နေရတာဆိုရင်ဘာတောင်းတယ်လဲမသိတော့ဘူးခယုံကူတို့ဘာလို့ရှိမှာခယုံကူလားတက်မရော
စမ်းမေရောကတော့မဟုတ်ပါဘူးတရနာဘက်ကဆိုခရုံကူလားမသိဘူးဘဟုတုတလည်းမရှိဘူးအစစောကျွန်တော်ရိုက်ပြယူပါရှင်နော်ဩရိုက်ပြစရာဟိုမှာရှိသေးတယ်ခုနကလူတွေများလို့ဆိုတော့မရိုက်ပြလိုက်ရတဲ့နတ်နန်လေးအိုးမကျွန်းနေရှိတယ်ဒီကျွန်းနေဆိုလို့ရှိရင်ဒါမိုးရွာနေတာအပေါ်ကနေတိတ်မြင်နေရမိုးရွာနေတဲ့ဟာလေဒါကော့စိန်ကျွန်းလားကော့စိန်ကျွန်းလည်းမဟုတ်ကော့စိန်ကျွန်းကဟိုဘက်ချမ်းဒီမှာကျွန်တော်ပြချင်တာဒါပါလဲအောင်မြင်လားမဟုတ်ပါဘူးခလုတ်တိုင်းတော့မမြင်ဟုတ်စားလေနတ်နန်ဘူဘူကြီးနတ်နန်ဒီနတ်နန်ရဲ့အစိတ်မှာစောင့်နေတာဒီမှာပေါ့နော်ကြားကျွန်တော်ရဲ့နေပေါ့မင်းလာကြားစောင့်ဒါဆိုလို့ရှိရင်ပွဲတွေဆက်ထားကြတာအများကြီးပဲဒါဘိုးမင်းခေါင်ရယ်ဘိုးဘိုးအောင်ရယ်ဒါတောင်ပိုင်ဘူဘူရယ်ဒါတိုက်ချုပ်ဘူဘူဒါဘိုးတော့တရားမင်းဒီပွဲတွေဆက်ထားကြတာအများကြီးပဲဒီမှာအဋိဌံကြောက်တုံလို့ရှိကိုအဋိဌံပြီးတော့မိုင်းပေါ့နော်ကျွန်တော်တို့တစ်ခါမှတော့မလုပ်ဘူးပါခုနပြောလို့ပဲငငယ်တော့တစ်ခါလုပ်ပြီးရီကကန်နဲ့ခလေးပွားတော့ဆိုတော့ခေဒါဆိုလို့ရှိရင်တော်တော်လေးစုံနေပြီဆိုတော့ကျွန်တော်ခဏနာမယ်ခဏနာပြီးလို့ရှိရင်ကျွန်တော်ပြန်တော့မယ်အခုကတော့ကောင်းကင်ရေကခုနကတော့ဒီမဟုတ်တဲ့အတိုင်းကြီးလင်းနေပြီပေါ့နော်ဒီဘက်ခြမ်းမှာဆိုလို့ရှိရင်လည်းတအားလာနေတယ်ဒါပေမဲ့ကျွန်တော်ကပြန်တော့မယ်အခုကျွန်တော်ရဲ့တက်တလန်ဘလော့လေးကတော့ဒီမှာပဲအဆုံးတက်လိုက်တော့မယ်ကျွန်တော်အောက်စီလို့ရှိရင်တော့အခြေအနေကြည့်လို့ရှိရင်ကျွန်တော်ဒီဖျားကိုသွားရင်လည်းသွားမယ်ဒါပေမဲ့ဒီဖျားသွားတဲ့ဗီဒီယိုတော့တက်တစ်ပုတ်ရိုက်ပြီမယ်ဒီမှာပဲရိုက်မယ်ဆိုလို့ရှိရင်ရှေ့နေမှာဆိုလို့လေမိဖျားကိုကကြတော့ကျွန်တော်တက်တစ်ပုတ်ရိုက်ပြီမယ်နောက်တစ်ပုတ်မှာထပ်တင်ပေးမှာပေါ့နော်အခုအဆုံးထိကြည့်ပေးကြတဲ့ပျောက်ချင်းစီတိုင်းပဲကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်